စင်တွေဟာကမ္ဘာပေါ်မှာအကြီးဆုံးမြေပြင်နိုးတိုက်တတ္တဝါဖြစ်ပြီးမှတ်ဉာဏ်အရန်ကောင်းတဲ့တတ္တဝါတွေပါကမ္ဘာမှာစင်အမျိုးအစား2မျိုးရှိပါတယ် Asian elephant နဲ့ African elephant တို့ပါအရွယ်အစားအရဆိုရင် Africa စင်ကပိုကြီးပြီးအလေးချိန်6တန်အထိရှိနိုင်ပါတယ်နားရွက်ကြီးမားပြီးအပူလျော့ချပေးနိုင်ပါတယ်အာရှစင်ကတော့ကိုယ်လုံးနဲ့သေးပြီးနားရွက်ပိုသေးပါတယ်နှာခေါင်းအဖျားမှလည်းကွာခြားပါတယ်။ အာဖရိကစင်မှာလက်ချောင်းလိုအဖျား2ခုရှိပြီးအာရှစင်မှာတော့1ခုသာရှိပါတယ်။စင်ဆွဲအရအာဖရိကစင်မှာစင်အထီးနဲ့စင်အမ2မျိုးလုံးစင်ဆွဲရှိတတ်ပါတယ်။အာရှစင်မှာတော့အများအားဖြင့်စင်အထီးတွေပဲစင်ဆွဲထင်ရှားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့စင်အမတွေဟာကိုယ်ဝင်ဆောင်ခြင်း22လအထိကြာမြင့်နိုင်ပါတယ်။ဒါဟာမြေပြင်နိုးတောက်တတ္တဝါတွေထဲမှာအရှည်ဆုံးကိုယ်ဝင်ဆောင်ကာလပါမွေးကင်းစားစင်လေးတစ်ကောင်ရဲ့အလေးချိန်က90ကီလိုဂရမ်ကနေ120ကီလိုဂရမ်အထိရှိနိုင်ပါတယ်မွေးပြီးမိနစ်အနည်းငယ်အတွင်းလမ်းလျှောက်နိုင်ပြီးအုပ်စုကဝိုင်းဝန်းကာကွယ်ပေးတတ်ပါတယ်ဒါပေမဲ့ယနေ့ခေတ်မှာစင်ဆွဲအတွက်ခိုးတတ်မှုတွေကြောင့်စင်အရေအတွက်လျော့နည်းလာနေပါတယ်စင်တွေကိုကာကွယ်ထိန်းသိမ်းဖို့အရေးကြီးပါတယ်ဒီလိုစိတ်ဝင်စားဖွယ်အချက်တွေသိချင်ရင် like နဲ့ follow လုပ်ဖို့မမေ့နဲ့နော်